blind ဓမ္မ channel မှာအားလုံးကိုပြန်လဲကြိုဆိုပါတယ်ဓမ္မမိတ်ဆွေအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သပါတယ်ဒီချိန်မှာတော့ဘဝကိုစိုးမိုးထားတဲ့ဘဝကိုချဲလေထားတဲ့အကျင့်ဟောင်းတွေကိုဘယ်လိုနိုင်ယူရမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောကြားအနာကြားဆွေးနွေးကြည်ညိုကြရအောင်ပါအနောက်တိုင်းစိတ်ပညာရှင်တွေက happy နဲ့ပတ်သက်လို့ငါတို့ရဲ့ဘဝဆိုတာတကယ်တော့အလေးကျင့်တွေစုပေါင်းထားတဲ့အလေးကျင့်တွေရဲ့စုပေါင်းအောင်ကြွားမှုကြီးတစ်ခုပဲလို့ဆိုထားဖို့ရရှိပါတယ်ဘုံဘုံတို့မနဲ့လင်းလို့မျက်စိနှလုံးပွင့်လာတာနဲ့အဲ့ဒီချိန်ကစလို့ညဘက်အိယာဝင်တဲ့အထိပြုလုပ်သမျှတွေပြောဆိုသမျှတွေတွေးခေါ်သမျှတွေရဲ့40%လောက်ဟာဟပ်ပဲလို့ခေါ်တဲ့အကျင့်ဟောင်းတွေရဲ့စေခိုင်းမှုကြောင့်မိမိတို့ရဲ့မသိစိတ်ကနေအလိုအလျောက်လဲပတ်နေကြတာဖြစ်ပါတယ်အဲ့တော့ကိုပြန်မေးကြည့်ပါငါဒီနေ့အချိန်ကိုအကျိုးရှိရှိအသုံးချမယ်လို့ကတိပေးခဲ့ပြီမယ်လို့ဖုန်းမျက်နှာပြင်ပေါ်က notification လေးတစ်ခုခုမြင်လိုက်ရုံနဲ့အလုပ်တွေကိုပြစ်ထားပြီး screen ရှိမှာပဲ15မိနစ်နာရီဝက်တနာရီမကအချိန်တွေကုန်ဆုံးသွားခဲ့ဘူးတယ်မလားဒါတွေဟာကိုယ့်ဘဝကိုယ့်ရဲ့တိုးတက်လမ်းကိုဖျက်ဆီးနေတဲ့အကျင့်ဆိုးပဲလို့အားလုံးသိနေကြပေမဲ့ငါတို့ဘာလို့ရှုံးမထွက်နိုင်ကြတာလဲကိုပြန်မေးကြည့်ပါဒီတော့ happy ကိုအနာယူနိုင်မဲ့နီလန်းတွေကဘာတွေလဲဆိုတာဒီနေ့ဘုရားစာပေကနေပြီးတော့ထုံနှုတ်လေ့လာကြည့်ရအောင်အနောက်တိုင်းကတော့ဒီအကျင့်တွေကို habit လို့ခေါ်ပြီးပါဠိတော်မှာတော့ဝါဒနာနဲ့အနုတ္တယလို့ခေါ်ရမယ်ထင်ပါတယ်စိတ်ရဲ့အောက်ခြေမှာငြိမ်သက်ပြီးကိန်းအောင်နေတဲ့ကိလေသာအနေအဖက်တွေကအာယုန်နဲ့တွေ့တဲ့အခါ happy အဖြစ်ယုံကြွပြီးတော့တက်လာတာကိုဒါအကျင့်ဆိုးလို့ခေါ်ရမှာပေါ့တန်ယုဒ္ဓနိကေခန္ဓာဝတ်ပါဠိတော်ဥပါဒပရိဒတနာတုံမှာမြတ်စွာဘုရားရှင်ကစိတ်ရဲ့တဘာဝကိုမြင်းမြန်စွာလေ့ကျင့်ခြင်းနဲ့ပတ်သက်ပြီးဟောထားတာတွေလည်းရှိပါတယ်ဒါကိုဘယ်လိုနားလည်ရမလဲဆိုတော့နှလုံးသွင်းမှုအဖန်တလဲလဲပြုလုပ်ခြင်းကြောင့်စိတ်ကဒီလမ်းကြောင်းအတိုင်းရိပ်ညွတ်သွားရတာကိုဒါဝါဒနာလို့ခေါ်ရမှာပါတဘောတရားတစ်ခုကိုထက်ခါဖန်တလဲလဲပြုလုပ်ဖန်များခြင်းကြောင့်နောက်ပိုင်းမှာလုံလဝရိယမဆိုင်ထုတ်ရပဲအလိုလျောက်အားကောင်းလာခြင်းကိုအာတိဝနပစ္စည်းရောလို့ပြဋ္ဌာန်းပါတယ်စိတ်ပညာရှင်တွေခေါ်တဲ့အုံနောက်တွေအလေးကျင့်ကြောင့်ဖြစ်ပေါ်လာတဲ့
လမ်းကြောင်းများဆိုတာ theory ရတော့ငါဒေဝနာပစ္စည်းတတ္တိကြောင့်ဖြစ်လာတာပါဒီကျင့်ဟောင်းတွေကိုအနိုင်ယူဖို့ဘာတွေလုပ်ရမလဲအကျင့်ဆိုးတွေကိုဖျက်ဆီးဖို့အကျင့်ကောင်းတွေကိုအစာထိုးဖို့ဘာတွေလိုအပ်လဲဆိုတော့အကျင့်ဆိုးတွေကိုဖျက်ဆီးပြီးအကျင့်ကောင်းတွေနဲ့ဘဝကိုပြောင်းလဲဖို့အတွက်အဆင့်3ဆင့်ရှိပါတယ်နံပါတ်1ကကိုယ့်ရဲ့နေ့စဉ်ဖြစ်ပေါ်နေတဲ့ပြောဆိုပြုလို့ကြံစည်မှုတွေကိုတတိနဲ့စောင့်ကြည့်ခြင်း mindfulness ပေါ့အချိန်စိုးတစ်ခုခုစတင်တော့မယ့်အချိန်ဥပမာပြင်းရည်စိတ်ဝင်လာတဲ့အချိန်ဒေါသထွက်ခါနေအချိန်တွေကိုတတိနဲ့ဖြတ်ခနဲသိလိုက်ခြင်းဖြစ်ပါတယ်မေဇိမနိကေမူလပဏာတပါဠိတော်မှာပါတဲ့တတိပဋ္ဌာနာတုတ်မှာမိမိရဲ့စိတ်အခြေအနေကိုစောင့်ကြည့်ရန်ဟောကြားထားတာရှိပါတယ်အဲ့ဒါကိုပဲထာဂရတွေကတော့ဒီတတိကိုဘာနဲ့ဥပမာပေးလဲဆိုရင်ဒေါဝါရိကမြန်မာလိုပြောရင်တကားဆောင်နဲ့ဥပမာပေးပါတယ်အိမ်ထဲကိုတခိုးတွေဝင်မလာစေဖို့မကောင်းတဲ့သူတွေဝင်မလာစေဖို့တကားဝါကနေစောင့်ကြည့်နေတကယ်တော့ပဲမိမိတို့ရဲ့စိတ်အာရုံကိုတတိနဲ့စောင့်ကြည့်ရပါမယ်အဲ့ဒီခါမှာယောနိသောမနတိကာရလို့ခေါ်တဲ့ကြောင်းကျိုးမှန်ကန်စွာနှလုံးသွင်းခြင်းဖြစ်ပေါ်လာပြီးအတိညာဏ်ကအကျင့်ဆိုးတွေကိုဟန်တာနိုင်စွာရှိလာပါတယ်နံပါတ်2ချက်ကအပြုသဘောဆောင်တဲ့အကျင့်အနေနဲ့အစားထိုးပြရမယ် substitution လို့ခေါ်တာပေါ့အနောက်တိုင်းစိတ်ပညာတွေရ habit တစ်ခုကိုဒီတိုင်းဖြောဖြက်ပြဖို့မလွယ်ပါဘူးတဲ့သူ့ရဲ့နေရာမှာပိုကောင်းတဲ့အလေးအကျင့်တစ်ခုနဲ့အစားထိုးပြရပါမယ်အဲ့ဒီနည်းလမ်းကိုပဲမေဇိမနိကေမူလပဏာတပါဠိဝိတက်ကတဏ္ဌာနာတုံမှာအတီးလင်းဟောကြားထားတာလေးရှိပါတယ်အဲ့ဒါပါလဲဆိုတော့တန်နိမိတံဝဇ္ဇတဝါအဉ္ဉံနိမိတံမနတိကာတပံကုတလူပတန်ဟိတံတဲ့ပြောချင်တာကအာကုသိုလ်အာယုံကိုရှောင်လွှဲ၍ကုသိုလ်နဲ့ဆက်တဲ့တခြားအာယုံကိုနှလုံးသွင်းရမယ်လို့ပြောချင်တာပါထာဂရမှာတော့အဲ့ဒီချက်ကိုအလွန်နက်နက်နဲနဲနဲ့ဥပမာပေးထားတာလေးရှိပါတယ်ကျွမ်းကျင်တဲ့လက်သမားဆရာတဟူဟာတစ်သားတုံးထဲမှာတစ်သားတုံးရဲ့အတွင်းမှာရှိနေတဲ့သက်အဟောင်းသက်အပုပ်အဲ့ဒါတွေကိုဖယ်ထုတ်ခြင်းတဲ့အခါသက်အသစ်သက်အကောင်းတွေကိုအစားထိုးရိုက်သွင်းပြီးတော့နှင်ထုတ်ရတယ်လို့ပဲမိမိတို့ရဲ့တန်တန်မှာဖြစ်ပေါ်လာတဲ့အချိန်ဖြုံးခြင်းနဲ့စိတ်တွေမကောင်းတဲ့အလေးအကျင့်တွေပေါ်လာပြီဆိုရင်ချက်ချင်းပဲကောင်းတဲ့အလေးအကျင့်ဖြစ်တဲ့စာဖတ်ခြင်းတရားမှတ်ခြင်းပရိစိတ်ခြင်းလေ့ကျင့်ခန်းလုပ်ခြင်းစတာတွေနဲ့အပြုသဘောဆောင်တဲ့ action တွေနဲ့အစားထိုးပြီးတိုက်ဖြတ်ပေးရမယ်လို့ဆိုပါတယ်
နံပါတ်3ချက်ကကြိုးစားအားထုတ်မှုနဲ့အစမပြတ်လေ့ကျင့်ယူရပါမယ်အကျင့်တစ်ခုအမြင့်တွေဖို့အတွက်အစဉ်တစိုက်ကြိုးပမ်းမှုလိုအပ်ပါတယ်မြတ်စွာဘုရားရှင်ကကုရကနိကေဓမ္မပဒပါဠိတော်ပါပဝတ်မှာဥဒ္ဒပိန္တုနိပါတေနဥဒ္ဒကုံဘောပိပုရတိတဲ့ဟောထားတာရှိတယ်ရေစံလေးတွေတစ်ဖြောက်ဖြောက်ကြပံများတဲ့အခါရေအိုးကြီးပြည့်သွားတယ်လို့ပဲပညာရှိတဲ့လူတွေကပညာရှိတဲ့ပုဂ္ဂိုလ်တွေကလည်းကုသိုလ်ကောင်းမှုတွေကိုနည်းနည်းချင်းအဖန်အထက်ပြုလုပ်ဖန်များရင်ကောင်းတဲ့အကျင့်တွေဟာပြည့်စုံလာပါတယ်တဲ့ဓမ္မပဒအထကရာမှာအဲ့ဒီအချက်ကိုရှင်းလင်းထားတာရှိတယ်ဇယိုက်လက္ခဏာဒါမှမဟုတ်အလေးအကျင့်ကောင်းဆိုတာတစ်ကြိမ်တည်းနဲ့ပြည့်မြောက်တာမဟုတ်ဘဲနဲ့တစ်ခါတလေလေပွားများခြင်းလို့ဒီပဲရတဲ့ဘာဝနာသဘောတရားအတိုင်းနေ့စဉ်ရက်ဆက်ဝရိယစိုက်ထုတ်ခြင်းဖြင့်သာရနိုင်တယ်လို့ပြဆိုထားတာရှိပါတယ်ဒီတော့နောက်တိုင်းစာဆိုတွေအတိုင်းပဲဟပ်ပဲဆိုတာအစမှာတော့ပင်ကူအိမ်လေးလိုနှုတ်နေပေမဲ့အချိန်ကြာလာရင်တော့ကေပဲကြိုးကြီးတွေလိုပဲယုံရခတ်သွားတဲ့အလေးအကျင့်တစ်ခုဖြစ်တယ်လို့သိထားရမယ်ပင်ကူမြင်လေးတွေကအစပိုင်းမှာတော့နုနုနဲ့ဖြတ်လို့လွယ်ပေမဲ့အချိန်ကြာလာတဲ့အခါခိုင်မာသွားတယ်လို့ပဲတို့ရဲ့အကျင့်စိုးတွေကလည်းအဲ့ဒီတိုင်းပဲဒါကြောင့်ဘုံဘုံတို့ရဲ့အကျင့်စိုးတွေတန်ကြိုးတွေလို့မခိုင်မာလာခင်မှာမိမိတို့ရဲ့အကျင့်စိုးတွေရဲ့လက်ထဲမှာကျွမ်းမှဖြစ်မကြရောက်သေးခင်မှာမြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့အတိုင်းတတိနဲ့စောင့်ကြည့်ပါကုသိုလ်အာယုံတွေနဲ့အစားထိုးပါကြိုးစားအားထုတ်မှုတွေနဲ့ကောင်းတဲ့အလေးအကျင့်တွေကိုနေ့စဉ်မပြတ်ပြုစုပြိုထောင်ပါဒါဆိုလို့ရှိရင်ဘုရားရှင်ရွှေနှုတ်တော်ထွက်စကားအတိုင်းအတ္တဟဝေစီတံတေယောတဲ့မိမိကိုယ်ကိုအနိုင်ရခြင်းတည်တာလဲလောကမှာတာလွန်မြင့်မြတ်တဲ့အောင်နိုင်ခြင်းဖြစ်လာမှာပါဓမ္မမိတ်ဆွေပေါင်းတို့လည်းမိမိတို့ရဲ့အကျင့်ဟောင်းအကျင့်ဆိုးများတွေကိုတတိဝရိယပညာတွေနဲ့ကြိုးစားအားထုတ်အောင်နိုင်ပြီးတော့ဘဝလမ်းခရီးမှာအောင်မြင်မှုတွေအထွတ်အထိပ်သို့ရောက်ရှိနိုင်ကြပါစေလို့ဘုံဘုံတို့ဆုတောင်းမေတ္တာပို့သရင်ဒီတရားကိုညီကုန်းချုပ်ပါတယ်အားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ